ပြောင်းမှုတုံရမ်းချက်လေးချက်စားပြလို့တင်ပေးလိုက်ပါတယ်နော်ဗီဒီယိုလေးမှာဆက်စုံရမယ်ရှင်ကျက်သွန်ပြူကျက်သွန်အနီကိုငရုတ်သီးကူးမှုတ်လေးနဲ့ထောင်းထားလိုက်မယ်နော်နနမင်မြင့်နဲ့ဗရဲကောလေးလည်းပြင်ဆင်ထားပါမယ်ရှင်ငရုတ်သီးစိမ်းလေးလည်းအိုးချကန်ဒီအုပ်ဖို့အတွက်ပြင်ဆင်ထားလိုက်မယ်နော်တန်းလေးတွေကိုတေချာပြောင်းအောင်စေးကြောပြီးတော့စားစနွင်းနေထားလိုက်မယ်နော်ပြောင်းမှုအဝါအဖြူမိမိကြိုက်နှစ်သက်တဲ့ပြောင်းမှုထည့်လို့ရပါတယ်နော်ကျမကတော့အိမ်မှာရှိတာလေးထည့်လိုက်တာပါနော်တုံရမ်းကလေးတစ်ခဲလေးပြင်ဆင်ထားပါမယ်ရှင်ဟုတ်အဖြူလေးကိုလည်းပြင်ဆင်ထားပါမယ်နော်ဒါကတော့တီးရွက်ကမိမိစိတ်ကြိုက်ထည့်နိုင်ပါတယ်ရှင်စီပူလာရင်ကျက်သွန်ပြီးကျက်သွန်နီးရုပ်ပူမှုတ်လေးထောင်းထားတာကိုစီတက်လိုက်မယ်နော်စီရတော့ကျမကဟင်းခတ်စွန်းဒီနှစ်စွန်းခွဲအသုံးပြုထားပါတယ်ရှင်အနှစ်ကတော့မိမိလိုတလောက်ထည့်ပါနော်နနမင်းအမြင့်လေးလည်းထည့်လိုက်ပါပဲနော်နင်းမှုတ်လေးထည့်ပါမယ်လေးတွေမှုေးလာပြီဆိုရင်ဗရဲကောလေးထုထားတာထည့်လိုက်မယ်နော်တုံရမ်းကလေးတစ်ခဲထည့်လိုက်ပါမယ်ရှင်ငပြာကြီးလေးနည်းနည်းပေါက်လိုက်မယ်နော်လေးလည်းထည့်လိုက်ပါမယ်ဒီနဲ့လေးလည်းမှုေးလာပြီဆိုရင်အနှစ်ကြေဖို့အတွက်ရေနည်းနည်းစီထည့်ပြီးတော့တေချာစီသက်ပေးမယ်နော်ထည့်လိုက်စီပြန်အောင်ထားလိုက်နဲ့3ခါလောက်လုပ်ပေးမယ်နော်အင်းလေးစားကောင်းရတဲ့အဓိကအချက်ကစီလေးကိုတေချာပိုင်နိုင်အောင်တက်ရပါမယ်ရှင်လေးလည်းတေချာပြန်ပြီဆိုရင်ဘဲဥတစ်လုံးဖောက်ထည့်လိုက်မယ်နော်တေချာမှွေလိုက်ပါမယ်ရှင်ဥလေးလေးတေချာနှံ့အောင်မှွေပြီးပြီဆိုရင်ကနန်းလေးတွေထည့်လိုက်မယ်နော်ဒီနေ့ကနန်းကတော့တော်တော်အဆင်ပြေပါတယ်ရှင်အစီဥလေးတွေအများကြီးပဲနော်စားလွယ်အောင်နှစ်ပိုင်းပိုင်းထားလိုက်ပါတယ်နော်စုံချင်းရည်လေးထည့်လိုက်ပါမယ်ရှင်ပြောင်းမှုပြုတ်ထားလေးတင်ပြီးတော့အုပ်ထားလိုက်မယ်နော်အင်းရည်လေးလည်းခန်းလာပြီဆိုရင်တော့ခနန်းနူးတဲ့အထိရေနွေးလေးထည့်ပြီးတည်ထားလိုက်မယ်နော်ဒီပွက်လာပြီဆိုရင်အထက်အောက်တစ်ခါမှွေပြီးတော့ပြန်အုပ်ထားလိုက်မယ်နော်ကလေးတွေထည့်လိုက်မယ်နော်ဒီတမအောင်မှွေပြီးလိုက်မယ်နော်ခနန်းကလည်းအကြာကြီးချက်စရာမလိုပါဘူးရှင်ဖုံးအုပ်ပြီး9မိနစ်လောက်နေရင်အထက်အောက်မှွေပြီးမယ်နောက်9မိနစ်လောက်ဆိုရင်ကြက်တာပေါ့နော်ဒါမီးအနေထားပေါ်လဲမူတည်တာပေါ့နော်ကနန်းတို့ဘာလို့ချက်ရင်တော့မီးပြင်းပြင်းလေးနဲ့ချက်ပေးနော်အရွက်ထည့်ပြီးလို့မှွေပြီးပြီဆိုရင်တော့မိမိလိုချင်တဲ့ရေအနေထားကိုတခါတည်းထည့်လိုက်တော့မယ်နော်ဟော်ငံလေးတခါတည်းမီးလိုက်ပါမယ်ရှင်ကျမတို့အိမ်အတွက်ကတော့စီတက်တုံးကထည့်ထားတဲ့အပေါ့ငံအချိုဆိုရင်အတော်ပါပဲနော်အရွက်လေးနူအောင်ခဏလေးပဲအုပ်ထားလိုက်မယ်ရှင်ဒီနူးလာပြီဆိုရင်တော့ငရုတ်သီးစိမ်းလေးအုပ်လိုက်ပါမယ်နော်ရှမ်းနန်နန်နဲ့နန်နန်ပင်လေးလည်းအုပ်လိုက်ပါမယ်ရှင်ခုဆိုရင်တော့ကျမရဲ့ကနန်းပြောင်းမှုတုံရမ်းချက်လေးရပါပြီရှင်စားကောင်းလို့လိုက်ချက်စားကြည့်ကြပါနော်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်